ထိုနေ့ကသူတို့ငိုသည်မဆန်တာအပိုင်း6ဇက်သိမ်းပိုင်းကလေးနှစ်ယောက်ကဝမ်းသာအားရအော်နေကြသည်ထွက်ပြေးသွားသောအဖိုးကြီးပြန်လာတာလားဟုတွေးလိုက်မိတော့လေဘလို့လုပ်ပြီးဖြစ်နိုင်မှလဲဟုသောအတွေ့ကချက်ချင်းဆက်လာသည်သို့တော်လည်းအဖိုးကြီးသည်သူတို့ဤတဲအတွင်းသို့အမှန်တကယ်ပင်ဝင်ရောက်လာလေသည်မြန်လိုက်တာအဖိုးကြီးကမျက်နာကိုရှုံကာထုံးစံအတိုင်းပြောသည်ဟာအဘပြန်လာတယ်သူတို့နှစ်ယောက်ကမယုံနိုင်သလိုပြောမိသည်အဖိုးကြီးကတော့ရှုတီတီနှင့်တခွန်းတည်းပြောသည်အေးတဲ့ဘာလို့ပြန်လာတာလဲဟင်ဆရာဝင်မို့လို့ဟေးမနေနိုင်လို့ပြန်လာတာဖိုးရွှေကဗိမစီကိုတန်း၍ရှောက်သွားသည်သူ့ကိုညှိုးဖြော်စွာကြည့်နေသောဗိမကိုအပေါ်ဘက်မှစီးပြီးငုံ၍ကြည့်နေသည်တဦးနှင့်တဦးမလုံမုန်းထားအကြည့်ခါခါနှင့်ကြည့်ခဲ့ကြသောမျက်လုံးနှစ်စုံသည်အယောင်အမျိုးမျိုးပြောင်းနေသည်ထို့နောက်ဖိုးရွှေကစ၍ပြုံးလိုက်သည်သမီးဘာမှအားမငယ်နဲ့ဘာမှမကြောက်နဲ့အဘရှိရဲ့နော်ဖိမရင်ထဲတွင်တဆက်ဆက်ခုန်သွားသည်ရှိမပေါက်သွားပြီလားပေါက်သွားပြီအဘကြပြီလားအဲ့ဒီဖျောင်းတိုင်းတဝက်လောက်ကအခုပဲငိမ့်သွားတာဖြိုးမောင်မောင်ကယိုကျိုးစွာဖြေသည်ညာဦးပိုင်းကပြောသလိုအဖိုးကြီးနာကျင်နေပြီထင်တယ်ဟုသောအတန်မျိုးမဟုတ်တော့ပြီထို့နောက်မရဲတရဲဆက်ပြောသည်သူမညစ်နိုင်ဘူးမောတယ်တဲ့ဖိုးရွှေခိတ္တမြတွေ့သွားသည်သူတွင်ဘာစေးဝါဘာပစ္စည်းမှမရှိပေဟိုဆေးရိတ်ထဲမှာဂလူးကို့စ်အထုပ်လေးတွေပါတယ်အဲ့ဒါဖြော်ပြီးတိုက်ပေးဝါပလက်ကလက်ထိုင်လေးတွင်ချိတ်ထားစေဖြစ်သောအိတ်ကိုဖြိုးမောင်မောင်ကပြေးယူသည်ကဲကိုတမြောင်မင်းကရင်နှွေးဦးတယ်ရင်နဲ့ဆက်ပြားရှိလားဗတ်မလေးဖိုးရွှေကလက်ဆေးသည်စေကန်း300ဝယ်လာသည့်ရော်ဘာလက်အိတ်ပြုတ်လေးတစ်ထုပ်ကအိတ်ထဲတွင်အစင်းသင်းရှိနေ၍ကန်ကောင်းသွားသည်သမီးမညစ်ချင်မညစ်နိုင်အောင်နော်အလကားအားကုန်နေအသက်ကိုဝဝရှူစိတ်ကိုလျှော့ထားဖိုးရွှေကဗိမဤဘိုက်ကိုစမ်းသည်အားမငယ်နဲ့မကြောက်နဲ့ကလေးနေထားမှန်နေကောင်းနေဟုလေတောက်လျှောက်ပြောနေသည်မျိုးမိန်နေသောဗိမဤမျက်နာသည်အတန်ငယ်ကြည်လင်လာသည်ဖြိုးမောင်မောင်သည်ဖိုးရွှေကိုကြည့်ကာတအံ့တအောဖြစ်နေလေသည်ကြည်စမ်းသူတို့ပြန်ပေးဆွဲထားသည့်အဖိုးကြီးသူ့ကိုကားနှင့်တိုက်ပြီးပါလာသမျှပတ်စံအကုန်ယူသည့်အပြင်တပ်ပစ်လိုက်ရန်ပင်ကြံရွယ်ခဲ့သည့်အဖိုးကြီးနေရင်တရံခဏခဏရွေခဲ့မိသည့်အဖိုးကြီးမုန်းမွန်အောင်ဆဲခဲ့မိသည့်အဖိုးကြီးထို့အဖိုးကြီးကဆရာဝန်ကြီးတယ်လားဗိမ၏အသက်ကိုကဲနေသည့်ဆရာဝန်ကြီးတယ်လားဖြိုးမောင်မောင်၏စိတ်ထဲတွင်ရှက်စိတ်အာနာစိတ်တွေရှန်တက်လာလေသည်ငါမှလည်းလက်နှစ်ဖက်နဲ့လက်အိတ်တစ်စုံကလွယ်လို့ဘာမှမရှိပါလားဖိုးရွှေကမတိမသားပင့်သက်ရှိုက်မိသည်ပါဇက်ကတော့အသက်ကိုဝဝရှူမကြောက်နဲ့အဘရှိတယ်ဟုအဆက်မပြတ်ပြောနေသည်အဘရှိတယ်ဟုသာပြောနေရတော့လေဒီအဘမှာဘာစီဘာဝါဘာလက်နဲ့ကရိယာမှမရှိသည်ကတော့တော်တော်ခက်လာသည်ဖိုးရွှေကဗိမဤဝမ်းပိုက်ကိုညင်သာစွာပုတ်ပေးသည်ထို့သို့ပုတ်ပေးလျင်တအိမ်ကမာပြီးလုံးလာကညစ်အားကောင်းလာတတ်သည့်အတွက်ကြောင့်ဖြစ်သည်ဗိမကညစ်ချင်လာပြန်သည်အားဆိုင်၍ညစ်သည်ဖိုးရွှေအားပေးတော်လေခလေးကထွက်မလာနိုင်ပြီဗိမအားလျော့ချင်လာသည်ဆရာဝန်လည်းမကယ်နိုင်ဘူးထင်ပါရဲ့အမေကလည်းအားနေတာမှတော်တော်အားနေနေထင်ပါရဲ့ခလေးအနေထားမှန်ပြီးညက်ရိုးကလည်းကျင်းသည်မဟုတ်နှစ်ဦးတောင်မွေးဖွားပြီးပြီမို့တဦးလည်းမဟုတ်သို့တော်လူကြီးကအားနေတအိမ်ကလည်းညစ်အားမရှိညစ်အားကောင်းလာအောင်သွင်းစရာစီးမရှိညက်နဲ့ဆွဲယူရန်လည်းညက်မရှိလီနှင့်ဆုပ်ယူရန်လည်းလေဆုပ်ဆန်မရှိဖိုးရွှေကိုယ်တိုင်လည်းအသက်ရှူမဝပဲမုန်းနောင်နောင်ဖြစ်နေသည်တစ်ချက်မျက်စိများပင်ဝါလာသည်သို့သောစိတ်ကိုတင်းပြီးဗိမစီတို့သာအာယုံစုဆိုင်ထားသည်သူကိုယ်တိုင်လည်းထမင်းနဲ့ငပိရည်နဲ့ငရုတ်သီးမှုန်နဲ့အပြင်ကနှစ်ကောင်လည်းထမင်းနဲ့ငပိရည်နဲ့ငရုတ်သီးမှုန်နဲ့ငပိရည်နဲ့တောင်မှအိုးကတ်ကိုချွေချွေတာတာနဲ့ခက်ကျဲကျဲစမ်းနေရတယ်အထက်ကကောင်လည်းသူ့အမေစီကလာတဲ့ထမင်းနဲ့ငပိရည်ကျဲနဲ့ငရုတ်သီးမှုန်နဲ့ဒီ
ဒီအမေဒီကလေးတွေမှာအားမနေရင်ဘယ်သူနဲမှလဲဟုဂယုဏဒေါသနှင့်တွေးသည်အမေလာခေါ်ပါတော့ဖိမ၏နီးတန်ကိုကြားတော့ခလေးနှကောင်ကဝမ်းနဲ့ပန်းနဲ့ငိုသည်လူလူလဲလဲနာကျင်နေသောမိခင်ကိုကြည့်ရင်အထိတ်တလန့်စိုးရိမ်တကြီးဖြစ်နေကြသည်ထိုစိတ်ခံစားမှုသည်သူတို့၏ရင်ထဲတွင်ဆွဲထင်ခြောက်လန့်နေတော်မူလားမသိရာဟာဒီနှကောင်ငိုမနေနဲ့ထွက်အပြင်ထွက်ဖြိုးမောင်မောင်ကအော်သည်ခလေးတွေကပုံငိုသည်နေပါစေဖိုးရွှေကပြောသည်သူတို့မှာအားပေးခြင်းမှာတပါအခြားစီမရှိညီတို့မငိုကြနဲ့အခုတိတ်တော့မျက်ရည်တွေကိုတော့သွားအမေဘေးကိုသွားဟိုဘက်တယောက်သွားဒီဘက်မှာတယောက်နေချင်းရင်ဘက်ကိုမလာနဲ့ဖိုးရွှေကသေးစော်နန်းနေသည့်ဆောင်ကြီးကိုထောင်နေသောဒူးနှစ်ဖက်ပေါ်မှာပါဖြန့်ပြီးအုပ်လိုက်သည်သူကတော့ချင်းရင်ဘက်မှာအသင့်ဆောင်နေသည်ဘိမညှစ်ချင်လာပြန်ပြီမကြောက်နဲ့မစိုးရိမ်နဲ့အားထည့်ထားမယ်ညစ်ဘိမမျက်စိဖွင့်ကြည့်သည်ဘယ်ဘက်ကယောက်ျားညာဘက်ကမောင်သားလေးနှစ်ယောက်ကဘေးမှာတက်ကျွမ်းနားလေသောဆရာဝန်ကလည်းအသင့်ညစ်မယ်အားထည့်ပြီးညစ်မယ်ညစ်ပထမတော့ဖိုးရွှေ၏အတန်ကိုကြားရသည်ထို့နောက်ဖြိုးမောင်မောင်၏အတန်ဟောငကြွဲကလည်းအကျယ်ကြီးအော်နေသည်ဟာသားတို့၏အတန်သေးသေးလေးများကိုလည်းကြားရသည်ဖိမရဲ့ညှစ်လိုက်စမ်းပါဟာငါအတွက်ကလေးတွေအတွက်အမကြီးငါအမနေဘယ်တော့မှရှုံးမှုလို့လဲဟာညှစ်စမ်းညှစ်လိုက်စမ်းညှစ်အမေညှစ်သူတို့အားလုံးတန်ပြိုင်အားပေးနေကြသည်သူတို့၏လက်ကိုဗိမတအားဆုပ်ထားသည်ဟောအမေကိုပါစိတ်မျက်စိတွေတွင်တွေ့နေရသည်အမေကလည်းသူ့ကိုအားပေးနေသည်ညှစ်ဟုအချက်ကြတန်ပြိုင်အော်နေသောအတန်များထဲတွင်အမေအတန်ကိုပါကြားရသည်ညှစ်မယ်အမေရဲ့ဗိမထအော်သည်အသက်ကိုတဝါကြီးရှိုက်၍ရှူလိုက်သည်ထို့နောက်အန်ကျိတ်ပြီးရှိသမျှအင်အားကိုအကုန်ပုံအော်လိုက်သည်ဟောမွေးပြီရပြီဖိုးရွှေကဝမ်းသာအားရအော်သည်သူတို့တွေလည်းဟေးကနေအော်လိုက်ကြသည်ဖိမကတော့မောပြီးဟိုက်သွားသည်ဒီတောင်ကိုသူကြော်နိုင်ခဲ့ပြီရပြီတော်တယ်ငါသမီးသိတ်တော်တယ်ပစိုးတစ်ထည်ပေးပါအောင်ဟာဖိုးရွှေကတရရိပ်မူလာနေသည်ခလေးကိုဖြိုးမောင်မောင်လက်ထဲထည့်လိုက်တော့တကောင်းသားကသား၃ယောက်အဖေပြားဟုဝမ်းသာအားရအော်သည်မျက်စိစုံမိတ်ထားရဲ့မှဘိမလည်းကျုံရောင်ဖြစ်သွားသည်သူကလည်းသား၃ယောက်အမေရှင်ဟုဝမ်းသာအားရအော်လိုက်ခြင်းသည်သို့သောလေချောင်းတွေနာနေပြီးအတန်လေးကောင်းစွာမထွက်နိုင်ပေအချင်းလဲစုံနေကောင်းနေသူ့ကိုဂလူးကို့စ်လေးတိုက်လိုက်အောင်နောက်ပြီးဖိုးရွှေအတန်က6ကပ်ပြီးတိမ်နေသည်ထို့နောက်ဒိန်ဒိုင်ဖြစ်လာသည်နောက်ပြီးသူ့ကိုရောငါ့ကိုရောဆေးရုံကိုပုတ်သူ့ဘက်သို့ပြိုလဲလာသောဖိုးရွှေကိုငကြွဲကကမန်းကတန်းစီ၍ဖတ်ထားလိုက်ရသည်ဖိုးရွှေသတိရလာတော့ဆေးရုံပေါ်မှာဖြစ်သည်ဖွားကြွေကိုဘေးမှာတွေ့လိုက်ရတော့စိတ်ချမ်းမြေ့သွားလိုက်သည်မှာစိုးဝေရမရှိပေဆရာကြီးကစီးကြိုတွေအရန်တက်ပြီးအဖျားလည်းအရန်ကြည့်နေတာသတိလစ်နေတာ2ရက်တောင်ရှိပြီဒီကဆရာဝန်တွေမနေကြီးကုထားကြရတာတာဝန်ကျဆရာဝန်ကပြောသည်ဖိုးရွှေကဖြစ်ပျက်ခဲ့သမျှကိုခပ်ဖြည်းဖြည်းပြန်စဉ်းစားသည်ဖိုက်ကြီးတယ်မကိုမွေးပေးပြီးတော့သူ့မျက်လုံးတွေပြလာကသတိလစ်သွားခဲ့သည်အဖေကြီးကိုကားပေါ်ပွေတင်ပြီးသူတို့တွေတပြုံလုံးစေယုံရောက်လာကြတာလေစေယုံကဆရာဝန်တွေလည်းအဖေကြီးကိုဘယ်သူမှန်းလဲမသိဘာဖြစ်လာမှန်းလဲမသိသူတို့ကိုမေးတော့လဲအဖေကြီးနာမည်ကိုတောင်မသိတယ်လီဖုန်းလေးတော့ထုတ်ပေးကြတယ်တဲ့အရေးတဲ့ကျမရဲ့ဖုန်းကလည်းရဲစခန်းသွားတိုင်ကြပြောက်ခဲ့တာဒါကြောင့်ဆက်မရတာဖွားကြွေကအသေးအချာရှင်းပြသည်တတိလစ်နေသောအဖိုးကြီးကတယောက်ခလေးမွေးပြီးကစားမိမတယောက်မွေးကစားခလေးနီတာရေးလေးကတစ်ဖက်လူမိုက်ပုံဖမ်းနေသောအာဒီအာတာလူက2ယောက်အတော်ပင်ဝယုံသုံးကားနိုင်မည့်သူတို့အုပ်စုကိုလက်ခံရသောစေယုံဝန်တန်းများခမများမြင့်မြစိတ်ညစ်ခဲ့ကြရလိမ့်မည်မသိရတော်သေးရပေါ့သူနာပြုဆရာမကြီးက
ဖုန်းထဲမှာမှတ်ထားတာတွေ့ရင်နံပါတ်တစ်ခုကိုလှမ်းခေါ်ပြီးအခုခေါ်နေတဲ့ဖုန်းနံပါတ်ကဘသူဖုန်းလဲမေးရတာဆိုပဲခေါ်မိတဲ့ဖုန်းကလည်းလမ်းထိပ်ကဒေါ်ဆက်စုစိန်လေသွားပါပြီကွာဖိုးရွှေကရေရွတ်လိုက်မိသည်ဒေါ်ဆက်စုစိန်ကတုတ်ကွေးရသည့်ရောက်တိုင်းမှန်မှန်ဖြားတတ်သောသူဤဖောက်သည်ဖြစ်သည်ဆက်စုပြီးအလွန်လဲစကားများသူမို့သူသိသမျှကြားသမျှသတင်းကိုမောင်းချင်းနင်းလေပြီးခတ်ပြီးလောက်ပေးပြီအဖေကြီးရဲ့လူနာတွေလေသူတို့ဆရာကြီးကိုစိုးရိမ်လိုက်ကြတာပူပန်လိုက်ကြတာချစ်လိုက်ကြတာကားပေါ်ဆွဲတင်သွားတယ်ဆိုတော့ရဲပြေးတိုင်းကြဘေးရင်မေးကြရဲတရားခြေကြနေရောက်ရက်ကိုခန့်နေရပဲဒေါ်ဆက်စုစိန်ကြီးကဆိုရင်တရှုံရှုံငိုလို့ဟောဗျာအခုလေတတိယပြီဆိုရင်တပြုံတမကြီးရောက်လာကြပါလိမ့်မယ်ကြက်တကောင်လုံးပေါင်းနေသူနဲ့စီးကြုံငှက်တိုင်ဝဲတဲ့သူနဲ့ကိုရီးယားချင်းစင်ရှာတဲ့သူနဲ့တားကြီးကလည်းတရင်ကြတော့ကောင်းမီတောင်ကြီးရှာတာခုအကျိုးအကြောင်းသိတော့အဖေရင်ထဲမှာမြစ်တာတန်းနေပြင်းနေတယ်ဆိုတာသူအစောကြီးကလေးကသိတယ်လို့အဖေကိုပြောလိုက်ပါတဲ့ဖိုးရွှေကကျင်းနဲ့စွာပြုံးသည်တာကြီးကသူ့ကိုပြောခဲ့ဘူးသည်ပဲလူတွေကိုကူညီဖို့အဖေစိတ်ကိုပါအဲ့ဒီလူတွေကအဖေကိုပြန်ပြီးကူညီကြမှာပါတယ်လေကရင်ကောင်းရင်တွင်ဖွားကြွေကစပယ်ပန်းကုန်းလေးများချိတ်ပေးထားသည့်အတွက်စပယ်ပန်းရနံကအခန်းထဲတွင်သင်ပြန်နေသည်တတောင်တတာလဲလျောင်းအိတ်ဆန်နိုင်သောနေရာပန်းရနံသင်ပြန်မှွေသောနေရာဖွားကြွေရှိသောနေရာလုံခြုံအေးချမ်းသောနေရာဖိုးရွှေ၏မျက်လုံးများကမိငိုင်လာကြပြန်သည်စိတ်အေးချမ်းငြိမ်သက်စွာသူပြန်လည်အိပ်ပျော်သွားသည်ဖိုးဖိုး၏အိတ်နေရာအကြာကြီးပဲအိပ်ပါစေအားနေနေရကိုနိုးတေးဘူးရအတန်တဲ့တဲ့လေးကြား၍မျက်လုံးဖွင့်ကြည့်လိုက်တော့ကရင်ဘေးတွင်ခြေပြားထောက်၍ရက်နေသောအကြီးကောင်လေးကိုတွေ့ရသည်ဖိုးရွှေမျက်လုံးပွင့်လာသည်ကိုတွေ့တော့သူခမများအတော်ကြီးဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်ကရင်ချေရင်းတွင်တိတ်တိတ်ဆိတ်ဆိတ်ရက်ပြီးငေးကြည့်နေသူများကတော့ဘိန်းမတို့မိသားစုဖြစ်သည်ဖိုးရွှေကသူတို့ကိုခေတ္တများကြအောင်စစ်စီကြည့်ရင်ပြုံးပြလိုက်တော့အကြီးကောင်လေးလိုပင်ဝမ်းသာသွားကြပုံရလေသည်အဖများတည်သွားမလားလို့စိတ်ပူလိုက်ရတာဗျာငကြွယ်ကအတန်အံ့နှင့်ပြောသည်ကျမတို့လိမ္မာပါတော့မယ်အဖရဲ့မဟုတ်တာမကောင်းတာမလုပ်တော့ပါဘူးကားခုတဲ့အမှုကိုသူတို့ရင်ဆိုင်ပြီးရင်ကောင်းရောင်ကောင်းဝင်လှုပ်ရှားကြပါမယ်ဘိန်းမကဂတိတွေပေးနေသည်ဖြိုးမောင်မောင်ကဘိန်းမကိုကြည့်ရင်ခေါင်းတက်ဆက်ဆန်ငိမ့်သည်ဖိုးရွှေတတိလစ်သွားသောအခါသူတို့အားလုံးပူပန်ခြင်းကြီးစွာဖြစ်ခဲ့ရသည်ဖိုးရွှေသာတခုခုဖြစ်ပြီးတည်ဆုံးသွားခဲ့မည်ဆိုရင်သူတို့ကိုသူတို့တသက်လုံးခက်လွန်နိုင်ကြတော့မည်မဟုတ်ချေဖိုးရွှေကသူတို့ကိုငေးကြည့်ရင်ပါကျုပ်ဆရာတော်ဖះကြီး၏ဟောကြားချက်ကလေးကိုသတိရမိသည်လူတွေကဘဝဆိုတာတိုက်ပွဲလို့ပြောကြရင်အမှန်ကတိုက်ပွဲမဟုတ်ဘူးဘဝဆိုတာပဲ့တင်တယ်ပဲကိုကသူ့ကိုအကောင်းဆုံးပေးရင်ကိုယ့်စီကိုလည်းအကောင်းဆုံးနေပြန်လာလိမ့်မယ်တဲ့သူတို့မိသားစုကဖိုးရွှေကိုကြော်ကြသည်ဖိုးရွှေကလှိုက်လိုက်လဲလဲစုပေးသည်တာတို့ဗျာတာတို့ငါသားငါသမီးငါမင်းများဒီနေ့ဒီရက်ကစားပြီးကိုချမ်းမာလို့စိတ်ချမ်းသာကြပါစေကောင်းသောစိတ်အကြံစီကိုသာကြံစီပြီးကောင်းသောစကားကိုသာပြောဆိုသူများဖြစ်ကြပါစေဘိန်းမကရှိုက်ကြီးတငယ်ငိုသည်ကျမတို့မျက်ရည်ကငငယ်ကလေးကခန်းခဲ့တာကျမမငိုတတ်တာကြာပါပြီအခုတော့ငိုပေးရစီအဖရဲ့အဖကိုကျမတို့မသက်ဖြစ်ခဲ့တာအဖမတည်ခဲ့တာကိုဝမ်းသာလွန်းလို့ငိုပေးရစီဘိန်းမကမျက်ရည်ဖြိုင်ကျနေသည်ထို့နောက်ရှိသည်ရှိရင်းနှင့်ဆက်၍ငိုသည်ဟဲ့အရှုမဖြိုးမောင်မောင်ကဘိန်းမကိုငေါက်ရင်းမျက်ရည်တုပ်သည်ငကြွဲကတော့သူ့မျက်နှာကိုလက်ဖက်နှောက်နှင့်ပို့ရင်းရှက်သလိုပြုံးနေလေသည်ဖိုးရွှေကသူ့အတန်တုံရီလာသည်ကိုမထိန်နိုင်အမားနဲ့အမှန်ရှင်တွဲလာရင်အမှန်လန်းကိုရွေးချယ်ရှောက်လှမ်းနိုင်သူများကုသိုလ်နဲ့အကုသိုလ်ကိုခွဲခြားသိပြီးအကုသိုလ်ကိုရှောင်နိုင်သူများဖြစ်ကြပါစေမိမိကိုမိမိကောင်းစွာစောင့်ရှောက်နိုင်ပြီးမတောင့်မတမကြောက်မကြလိုအပ်သောစန္ဒများရှော့အဖိုးရှော့ဖွားကြွေကလက်ကင်ဘဝတထဲလေးလှမ်းပေးသည်ဖိုးရွှေကမျက်ရည်ကိုမတိမတာတုပ်ရင်းဖွားကြွေကိုလှမ်းကြည့်သည်အလို
သူ့မှာလည်းမျက်ရည်စာပြီးနေပါလားမျက်နာကတော့ကြည်ကြည်နူးနူးပြုံးလို့